ပြုံးတွေမှာတဲခဲ့တဲ့ဟိုတယ်လေးကိုတားသဘောကျလို့ review လေးလုပ်ပေးမယ်ပေါ့နော်ပြောရရင်တော့ rooftop blog လေးရိုက်ထားခဲ့တယ်ပေါ့နော်အပြောသဘောနဲ့ရိုက်ထားတာမလို့လိုအပ်တာလေးရှိရင်လည်းသိခံပြီးကြည့်ပေးကြပါဦးနော်သူကလေတအိမ်လုံးကမှန်နဲ့လှုပ်ထားဖြစ်တဲ့အတွက်ပေါ့နော်အပြင်ဘက်ကရှုခင်းကိုမြင်ရတော်တော်လေးလာပါတယ်အဲ့လိုမျိုးလိုက်ကလေးဖွင့်လိုက်ရင်မြင်ရတဲ့ရှုခင်းကဘာနဲ့မှမတူဘူးပေါ့နော်မန်လေးမှာမရနိုင်တဲ့မြင်ကွင်းတွေပေါ့နော်ပြီးတော့ rondol လေးကိုဆက်ပြီးတော့ရိုက်ပြပေးပြပေါ့နော်သူကဒီဆိုဖာပေါ်ကအထုပ်တွေကတော့ကျမတို့ထုတ်တယ်ပေါ့နော်ဆိုဖာပါတယ်ပြီးတော့ဒီလိုမျိုးတရားရေးဆိုဖာလေးလည်းပါတယ်ဒီလိုမျိုးကျမတို့ထမင်းစားဖို့အတွက်ဇပွဲကုန်လည်းပါတယ်ဒါကတော့ brain box ကနေမြင်ရတဲ့ရှုခင်းလေးလည်းတော်တော်လှတယ်ပေါ့နော်ပြီးတော့အိမ်နာလည်းရေချိုးခန်းအိမ်နာလေးလည်းရိုက်ပြပေးပြပေါ့နော်ရေချိုးခန်းအိမ်နာလေးကလည်းတက်ရက်ပါတယ်အမှန်လေးကလည်းညကြရင်ပြီးထွန်းလို့ရတယ်ပေါ့နော်ပြီးတော့ကြတော့သူကအာဗန်ပါတယ်ပြီးတော့ကြတော့ဒီလိုမျိုးဘေးစင်လေးလည်းပါတယ်ပြီးတော့ coffee ကိုလည်း free ပေးထားတယ်ဒါတွေကမုံလေးတွေပေါ့နော်မုံတွေကတော့သူကဝယ်စားရတာပေါ့နော်နည်းနည်းတော့ဈေးကြီးရဲ့ပြင်ရတတ်ပေါ့နော်ပြီးတော့သူကဒီလိုမျိုးအေးတွေလည်းသူကဝယ်တောက်ချင်တောက်လို့ရတယ်ပေါ့နော်လုံးဝတက်ရက်လေးပါပဲထားပေးထားတာဒါလေးကတော့ကျမရဲ့တငယ်ချင်းတွေပါချစ်စရာကောင်းတဲ့တငယ်ချင်းတွေပေါ့နော်ပါကျင်ကြစားနော်ပြီးတော့ကျမတို့အပေါ်တက်မယ်အပေါ်ကျမလီကားကိုတားကြိုက်တာပဲဒီလားလီကားကိုအဲ့လိုမျိုးတစ်သားလီကားလေးလောက်တားကြိုက်တယ်အဲ့လိုမျိုးလီကားပေါ်လီကားကနေတက်ချင်းဆိုရင်တော့အိယာကိုတန်းရောက်သွားတယ်ပေါ့နော်ဒီလိုမျိုးအဝေးချိတ်ဆင်ပါတယ်ကျမတို့က9ရောက်သွားတယ်သူကဒီဘန်ကလိုက4ရောက်ဘန်ကလိုဖြစ်တဲ့အတွက်အိယာကတော့2ရောက်အိတ်နှလုံးပါတယ်ပေါ့နော်အဲ့တော့ကျမတို့က extra bed တစ်လုံးထိုးလိုက်တယ်9ရောက်သွားတာဆိုတော့လေကျမတို့ extra bed ကတစ်လုံးထိုးလိုက်တယ် extra bed ထိုးရင်တော့သူက extra bed ကြီးတက်ထပ်ပေးရတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးအဝေးချိတ်ဆင်ပါတယ်ပြီးတော့ဒီမှန်မှာလဲတော်တော်လေးလာတယ်ပေါ့နော် mirror surface ကိုဒါကျမပါသူကလေတအိမ်လုံးကမှန်နေလဲစောက်ထားတာဖြစ်တဲ့အတွက်အလင်းကတော့တော်ကိုရတာဖြစ်တဲ့အတွက်တပုံရိုင်တော်လာရပေါ့နော်ကျမတော်နဲ့ဟိုတားတွေကဲပြောတယ်ဖြစ်ရင်လည်းဖြစ်နေမယ်ပေါ့နော်ဒါပေမဲ့ကျမတော်တော်စိတ်ကြည်နေခဲ့တဲ့ဟိုတယ်လေးဆိုလဲမမာဘူးပေါ့နော်ဒါကတော့အပြင်ဘက်ရှုခင်းလေးပါဒါကတော့တအိမ်လုံးရဲ့ပုံစံပေါ့နော်တအိမ်လုံးရဲ့ပုံလေးပါဒီပြုံးတွေကတိမ်တွေကလေမန်လေးရဲ့တိမ်တွေနဲ့လုံးဝမတူတော်တော်လာဒါကတော့ကျမတို့ရဲ့ဟိုတယ်ရဲ့ night view လေးပေါ့နော်စုံတီးကြည့်ပြတော့ကျေးဇူးပါ